အားလုံးပဲမင်္ဂလာပါခင်ဗျာ။ယနေ့နိုင်ငံတကာသတင်းတွေကမှအရေးကြီးသတင်းတစ်ပုဒ်ဖြစ်တဲ့ယူကရိန်းနိုင်ငံရဲ့အရေးကြီးစိတ်ကမ်းမြို့အော်ဒစ်ဆာကိုရုရှားတွေကတိုက်ခတ်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ခင်ဗျာ။သတင်းဆောင်ရင်ရုပ်သံလိုင်းမှာကြိုဆိုပါရစေ။နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ယူကရိန်းနိုင်ငံရဲ့အရေးကြီးဆုံးစိတ်ကမ်းမြို့ဖြစ်တဲ့အော်ဒစ်ဆာကိုရုရှားတပ်ဖွဲ့တွေကမစ်ဆိုင်းနဲ့ drone တွေတိုက်ခတ်မှုတွေစတိုက်ပြုလုပ်နေတဲ့အကြောင်းသတင်းများရသိရှိရပါတယ်ဗျာ။အော်ဒက်ဆာမြို့ကဘလက်စီးပေါ်မှာတည်ရှိပြီးတော့ယူကရိန်းရဲ့စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့အထူးသဖြင့်ဂျုံနဲ့သီးနှံတွေကိုနိုင်ငံတကာကိုတင်ပို့နေတဲ့နေရာမှာအရေးပါတဲ့နေရာတစ်ခုဖြစ်ပါတယ်။ယခုလိုတိုက်ခတ်မှုတွေကြောင့်စိတ်ကန်းဆောင်ုံတွေလျှက်စစ်စနစ်တွေနဲ့လူနေအိမ်တွေပျက်စီးပြီးတော့အချို့နေရာတွေမှာမီးလောင်မှုတွေနဲ့လျှက်စစ်ပစ်တောက်မှုတွေလည်းဖြစ်နေကြောင်းသိရှိရပါတယ်။အဲ့ဒါအပြင်လူတိကျဒဏ်ရာရရှိမှုတွေနဲ့အချို့ရဲသားတွေတိစုံနိုင်နေကြောင်းသတင်းများကဖော်ပြထားတာလည်းတွေ့ရပါတယ်။ယူကရိန်းဘက်ကလေကြောင်းကာကွယ်ရေးစနစ်တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်မှုချုပ်ကိုတားဆီးနိုင်ခဲ့ပေမဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့လည်းသိရှိရပါတယ်။လေးလာသူတွေရဲ့အဆိုအရတော့အော်ဒက်ဆာကိုတိုက်ခိုက်ရတဲ့အကြောင်းရင်းကယူကရိန်းရဲ့စီးပွားရေးကိုဖိအားပေးဖို့နဲ့ဘလက်စီးဒေတာအတွင်းမှာတည်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကိုထိန်းချုပ်ဖို့ရည်ရွယ်တာဖြစ်နိုင်ကြောင်းခန့်မှန်းထားကြပါတယ်။အော်ဒက်ဆာစိတ်ကန်းကနေပြီးတော့တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ဂျုံ10%ပြောင်း15%နဲ့နေကြစီ90%လောက်ထိတင်ပို့နေတာပဲဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာအစားအသောက်ဈေးနှုန်းတွေနဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာလည်းတက်ရောက်နိုင်မှုရှိနိုင်ကြောင်းလည်းနိုင်ငံတကာအဖွဲ့အစည်းတွေကသတိပေးထားတာတွေ့ရပါတယ်ခင်ဗျာယခုလိုမျိုးနောက်ဆုံးရသတင်းစုံလင်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ follow လေးလုပ်ထားဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်ဗျာ